ရုံးကအပြန်ဘာတွေစားခဲ့လဲဖိဖိကတော့ဖိဖိစားနေချဂျပန်တရားအစိမ်းနာကကြာစံကျော်နဲ့ကြက်သားတို့ထိုးဝင်စားမှာပါဒီဆိုင်လေးမှာမကြစားပြစ်ပါတယ်အရေးတောက်ဆိုရင်လည်းဝက်သားတို့ထိုးအရေးတောက်လိုမျိုးတေချာလေးလုပ်ပေးထားတာပါဖိဖိကတော့ကြာစံတုတ်ထဲကိုဒူထိုးအစုံထည့်ပြီးတော့စားနေကြပါပိုက်ဆာဆာနဲ့ကြိတ်ပါပြီအရေးရတော့တကယ်အရသာရှိတာပါ3600ရဲကြပါတယ်စောသေးတာနဲ့တရားဘက်ကိုလမ်းလျှောက်ခဲ့ပါတယ်အေးဆိုင်မှာစီးဖြော်ရည်လေးဝင်ဝဲခဲ့ပါတယ်တရားပေါ်တက်ပါပြီနေဝင်ချိန်လေးမိလိုက်ရင်အရန်လာပါတယ်ဖိဖိကတော့မမိလိုက်ပါဘူးတရားချီရင်မှာတော့ဘောလုံးကန်တာတို့ချင်းခတ်တာတို့လူငယ်တွေစုပြီးကစားကြပါတယ်Street music band လေးမှာအလှငွေထည့်ပြီးတော့အိမ်ပြန်ခဲ့ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ